ဟုတ်လားဟုတ်တယ်ဒီလိုသားကောင်းတစ်ယောက်ရတဲ့မင်းကိုငါအတော်လေးအားကြတယ်။ဂန်ဟိုရေမထွက်ခင်လေးနှုတ်ဆက်ပြီးမှသွားပါအောင်။အမျိုးသမီးတဦးဟာနိုင်ငံရဲ့ချားမှာအလုပ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။မထွက်ခွာခင်သူမရဲ့သားငယ်လေးကြီးဟွန်ကိုသူမအယုံကြည်ဆုံးတငယ်ချင်းဆူယွန်ထံအပ်နှံခဲ့တယ်။ကြီးဟွန်ဟာအမေနဲ့ခွဲရတာဝမ်းနည်းခဲ့ပေမဲ့ငယ်စဉ်ကတည်းကတိကျွမ်းခဲ့တဲ့ဆူယွန်ကိုမြင်တော့တဖြည်းဖြည်းစိတ်အေးလာခဲ့တယ်။ဆူယွန်ကသူ့ကိုနှွေးထွေးစွာနှစ်သိမ့်ပြီးဒီနေရာကိုအိမ်လိုပဲတက်တောင့်တက်တာထားဖို့ပြောလိုက်တယ်။ဘာကိစ္စမဆိုကူညီပေးမယ်လို့ကတိပေးခဲ့တယ်။ပတ်ဝန်းကျင်အစ်ကိုရောက်လာတဲ့အစာပိုင်းမှာဂျီဟွန်ဟာကောင်းကောင်းမလိုက်ရောညီထွေဖြစ်သေးဘူး။တခါတရံအမေကိုတတိယပြီးတိတ်တဆိတ်ဝမ်းနေခဲ့ရတဲ့အမေမြင်မြန်ပြန်လာဖို့သူဆန္ဒရှိနေခဲ့တယ်။ကံကောင်းစွာပဲဆူယွန်ဟာအမြဲတမ်းဂရုတစိုက်ပြုစုဆောက်ရှောက်ပေးပြီးဘဝတစ်ခုလုံးကိုတေချာစွာစီစဉ်ပေးခဲ့တယ်။နေ့စဉ်နီလန်းမျိုးမျိုးနဲ့အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုလည်းပြင်ဆင်ပေးခဲ့တယ်။ဒါပေမဲ့ဂျီဟွန်ဟာအခုထိတတိထားနေစေပါစားတဲ့အခါမှာလည်းတိတ်တဆိတ်ခေါင်းငုံထားပြီးဆူယွန်ကိုကောင်းကောင်းမကြည့်ရဲခဲ့ဘူး။သူမြင်မြန်လိုက်ရောညီထွေဖြစ်နိုင်အောင်ဆူယွန်ကအချိန်ယူပြီးအတူနေပေးခဲ့တယ်။ပကြီးအိမ်စာတွေကိုလည်းစိတ်ရှည်လက်ရှည်နဲ့တင် जा ပေးခဲ့တယ်။စိတ်ရင်းမှန်တဲ့ဂရုစိုက်မှုကိုခံစားမိတဲ့ဂျီဟွန်ဟာဖြည်းဖြည်းချင်းနှလုံးသားကိုဖွင့်လာခဲ့တယ်။အစာပိုင်းလိုတော့မစိုးရိမ်တော့ဘူး။အဲဒီနောက်မှာနေတိုင်းကြောင်းစင်းပြီးရင်ဆူယွန်နဲ့အရင်ဆုံးစကားပြောဖြစ်ပြီးရိုးရှင်းတဲ့အိမ်မှုကိစ္စလေးတွေလည်းကူညီလုပ်ပေးတက်လာခဲ့တယ်။ဆူယွန်ကအမြဲတမ်းအားမဆိုင်တဲ့ဦးစာကိုပဲစူးစမ်းလုပ်ရင်ရပါပြီလို့ပြောလေးရှိတယ်။မဟုတ်ပါဘူးအတော်လဲပင်ပန်းနေပြီးညဘက်မှစားလုပ်မယ်လေတညမှာဂျီဟွန်ဟာရေငက်လိုအိပ်ယာနိုးလာပြီးအဲကန်းထဲထွက်ကရေနည်းနည်းတောက်လိုက်တဲ့အခန်းထဲပြန်ဝင်တော့မယ့်အချိန်မှာဆူယွန်ရဲ့အခန်းထဲကနေလှုပ်ရှားတန်လေးကြားလိုက်ရတယ်တီးကျင်စိတ်နဲ့အနှဲငယ်ချင်းကပ်ပြီးလှမ်းကြည့်လိုက်တဲ့မျက်လုံးရှိကအခြေအနေကိုမြင်လိုက်တဲ့အခါဂျီဟွန်ဟာခြေစွပ်နေရာမှာရပ်တန့်သွားခဲ့ရတယ်